အမေသားတို့ပြန်လာပြီ ပြန်လာပြီပြန်တော့ဝမ်းသာလိုက်တာသားနဲ့သမီးရဲ့သားတို့အဖေကြီးသာတည်ရင်ပျော်နေမှာ ဖေကြီးရောတက်တာလားအမေညနေကျဖေကြီးစီလိုက်သွားတာဒီဘက်ကဝင်ရအောင် ဖြစ်ဖြစ်နေနော် ဖိုးကြီးရဒီမှာဘသူတွေရောက်နေလဲကြည့်ပါဦးသားနဲ့သမီးပါလားဖေးဝန်းတာလိုက်တာလွယ်သားလေးနဲ့သမီးလေးကိုဖေးညှော်နေတာ ဖေကြီးတက်တာရဲ့လားခုရောဘလို့နေသေးလဲ ဖေးတက်တာပါတယ်သားကြီးရဲ့ တားကြီးနဲ့သမီးလေးကိုမြင်တာနဲ့ဖေကြီးယောဂတည်းယူပစ်တယ်လို့ပျောက်သွားပြီဖေကြီးဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်နောက်ဆိုဖေကြီးပင်ပင်ပန်းပန်းလှုပ်เสียမလို့တော့ဘူးဖေကြီးနဲ့မေကြီးကိုတားနဲ့ညီမလေးတက်လက်ပြန်လှုပ်ကြွေးပါစေဖေကြီးဝမ်းသာလိုက်တာတားနဲ့သမီးရဲ့ဖေကြီးခံစားနေရတဲ့ယောဂတွေတောင်ဘယ်ရောက်သွားလဲမသိတော့ဘူးခုညနေပဲဖေကြီးစေးရုံကဆင်းတော့မယ်ဖေကြီးတို့မိသားစုလေးအရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေကြမယ်နော်ဒါကဖေကြီးအတွက်ဒါကမေကြီးအတွက် ဒါကညီမလေးအတွက် ညီမလေးမနှက်ကြလဲတဲ့စောစောသွားမယ်နော်ဖေကြီးနဲ့မေကြီးကိုမလူနဲ့တော့နော်အဲ့ရေမဝမှာဆိုလို့ ။ဘာကိုကြီးရဲ့ကိုကြီးလည်းစောစောအိတ်အောင်နော် ညီမလေးရေမပြီးသေးဘူးလားနေတောင်ထွက်လာပြီလဲတဲ့သွားဖို့နောက်ကျနေပြီ ။ပြီးပါပြီကိုကြီးရဲ့သွားကြမယ် ကြည့်ပါဦးဖွားကြီးရဲ့ဖိုးကြီးတို့တားလေးနဲ့သမီးလေးကိုမြင်ရတာစိတ်ချမ်းသာလိုက်တာ ဟုတ်ဖို့ဖိုးကြီးရဲ့ နောက်ဆုံးတော့ဖိုးကြီးတို့တားလေးကကြားမဖြစ်ပဲအားလေးဖြစ်လာပြီနော် နော်သမီးလေးကလည်းမီးမဖြစ်ပဲဖွားကြီးတို့ကိုအရေးပေးမဲ့ထီးလေးဖြစ်လာပြီ မိဘအိမ်လေးရောက်အောင်သွားပါအဝိစာလေးတွေရှုပ်ပါဗျာအခါတလေလက်ဆောင်စားပါဘွားမင်းမဆမ်းမိပါလေအတွက်မရှိမှန်းကိုနဲ့အစားရှိတော့ပြီးလို့ရှင်လို့ကြွေးပါမိဘချင်းသူမြတ်မို့ဦးစပူအောင်လဲစကြပါတော့ဗျာ